လူတယောက်ဟာယထာတန်လန်းပေါ်မှာနားကပ်ပြီးအတန်နားထောင်နေပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲသူ့မျက်နှာမှာပျော်ရွှင်တဲ့အရေးအယောင်တွေပေါ်လာပါတယ်သူဟာဝက်စီတွေအပြည့်ပါတဲ့ပုံတပုံးကိုချက်ချင်းမှယူလိုက်ပြီးတန်လန်းတွေပေါ်မှာအနှံ့လိုက်တော့ပါတော့တယ်သူ့ရဲ့ပြစ်မှတ်ကအနားကိုရောက်နေပြီဖြစ်တာကြောင့်အသေးအဖွဲကအစသူ့အကုန်တတိထားနေပါတယ်အဲ့ဒီပြစ်မှတ်ကတော့ရွှေတွေအပြည့်တင်ဆောင်လာတဲ့ယထာတစည်းပဲဖြစ်ပါတယ်ယထာဟာအနားကိုရောက်လာတာနဲ့သူကဝေါ်ကီတိုကီကနေတဆင့်သူ့ရဲ့အပေါင်းပါတွေကိုအကြောင်းကြားလိုက်ပါတယ်သူ့အပေါင်းပါတွေကလည်းအနားကတောအုပ်ထဲမှာချက်ချင်းသွားပုန်းကြပါတယ်လူတယောက်ကတစ်ပင်တစ်ပင်မှာထူထဲတဲ့ကျိုးတစ်ချောင်းကိုမြဲမြံစွာချီနှောင်လိုက်ပြီးနောက်တစ်သားချောင်းရဲ့အကူအညီနဲ့အဲ့ဒီကျိုးကိုအပေါ်ကိုမြှောက်ထားလိုက်ပါတယ်ယထာနဲ့တိုက်မိရင်ယထာရက်သွားအောင်လို့ပါသူတို့ဟာဒီလိုမျိုးအစီအစဉ်တွေကိုမီတာ100လောက်ထိလှုပ်ဆောင်ထားကြပါတယ်တစ်ဖက်မှာလည်းကြံတဲ့အပေါင်းပါတွေကအစင်သင့်ဖြစ်နေကြပါပြီယထာပေါ်မှာပါလာတဲ့ရဲတွေကတော့ဘာဖြစ်တော့မယ်ဆိုတာကိုမသိပဲပျော်ပျော်ပါပါစားနှောက်နေကြတာပါခဏနေတော့ယထာဟာဝက်စီတွေတုတ်ထားတဲ့တန်လန်းပေါ်ကိုရောက်လာပါတယ်ယထာပြီးတွေဟာထက်ခါတလဲလဲချော်နေပြီးရှေ့ကိုဆက်မတက်နိုင်တော့ပါဘူးအခွင့်ရေးရတာနဲ့ဓမြတွေဟာအမြန်ပြေးသွားပြီးယထာမောင်းသူနဲ့သူ့လက်ထောက်ကိုဖမ်းဆီးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကြိုတင်ပြင်ဆင်ထားတဲ့ပြားအောင်တအုံကိုယထာတွဲထဲကိုပစ်ထည့်လိုက်ပါတယ်အထက်ကရဲတွေဟာဘာဖြစ်မှန်းမသိပဲနာကျင်လုံးလို့အော်ဟစ်နေကြပါတော့တယ်အပြင်ကိုပြေးထွက်လာတဲ့ရဲအချို့ကိုလည်းအပြင်မှာစောင့်နေတဲ့ဓမြတွေကတနက်နဲ့ပစ်တက်လိုက်ပါတယ်ခဏအတွင်းမှာပဲယထာတစည်းလုံးကိုဓမြတွေတိမ့်ပိုက်လိုက်နိုင်ပါတယ်ဓမြခေါင်းဆောင်ကဒုတိယတွဲကိုဖျက်ထုတ်လိုက်ရွှေတွေရှိတဲ့ပထမတွဲကိုပဲယူမဲလို့အမိန့်ပေးလိုက်ပါတယ်ရဲတွေကတော့ပြားတွေရန်ကြောက်ဓမြတွေကိုမတားဆီးနိုင်ပဲဖြစ်နေပါတယ်ဓမြတွေကတော့ယထာပေါ်တက်ပြီးသူတို့ရဲ့အောင်ပွဲကိုကျေလောင်စွာအောင်ပွဲခံနေကြပါတယ်ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးသေးပါဘူးရဲဌာနချုပ်ကဒီသတင်းကိုသိတာနဲ့ရဲအင်အားအမြောက်များကိုချက်ချင်းစေလွှတ်လိုက်ပါတယ်ယထာထဲမှာပိတ်မိနေတဲ့ရဲတွေကလည်းပြားတွေရန်ကိုမခံနိုင်တော့တာကြောင့်တယောက်ပြီးတယောက်အောက်ကိုခုန်ချကြပါတယ်ဒီလောက်အမြင့်ကနေခုန်ချဖို့မလွယ်ပေမဲ့ပြားတုတ်ခံရပြီးတေတာထက်စာရင်တော့တော်ပါသေးတယ်အားလုံးဆင်းသွားတာနဲ့ဓမြတယောက်ကမိရှုတိုင်တစ်ခုကိုယထာရဲထဲပစ်ထည့်လိုက်ပါတယ်မိခိုးတွေကြောင့်ပြားတွေထွက်ပြေးသွားပေမဲ့ဓမြတွေကတော့ပြဿနာအတင်းနဲ့ရင်ဆိုင်လိုက်ရပါတယ်ယထာရဲ့အရှိန်ကအယမ်းမြန်နေပြီးဘရိတ်ကလည်းလုံးဝပေါက်နေတာကြောင့်ရက်လို့မရတော့ပါဘူးအဲ့ဒီအချိန်မှာပဲသူတို့အရင်ကတက်ဆင်ထားတဲ့ကြိုးတွေကအလုတ်ဖြစ်သွားပါတယ်ယထာဟာတောထဲကတစ်ပင်တော်တော်များများကိုတိုက်မိပြီးတဲ့နောက်မှာတော့နောက်ဆုံးမှရက်တန့်သွားပါတော့တယ်တောထဲမှာပုံနေတဲ့အပေါင်းအပါတွေလည်းပျော်ရွှင်စွာနဲ့ထွက်လာကြပြီးရွှေတွေကိုအတူတူခွဲဝေယူလိုက်ကြပါတော့တယ်